မှာသူတွေ့ဆိုရင်အသံရှင်းဆုံးနဲ့အေးမြခြင်းတွေပေးခဲ့တာပါဘဝကကြံပေးမယ်ကွာအချစ်ကစမ်းရည်လာပါမှာသူတွေ့ဆိုရင်အသံရှင်းဆုံးနဲ့အေးမြခြင်းတွေပေးခဲ့တာပါမပြေပြရဲ့လို့ဖြေစရာစေးလေးနဲ့ပေးခဲ့ပါလားထားရင်လည်းထားလို့သွားပါမသွားပါနဲ့လို့မတောင်းဆိုတော့ပါဝိမရှိဘွားဆိုတာရတဲ့တစ်ခုကငေါ်စရာပဲလားဗျာစမ်းရလာပါမှာသူတွေ့ဆိုရင်အသက်ရှင်ဆုံးတဲ့အိမ်များခြင်းတွေပေးခဲ့တာပါဘဝကချမ်းပေမဲ့ကွာအချစ်ကစမ်းရလာပါမှာသူတွေ့ဆိုရင်အသက်ရှင်ဆုံးတဲ့အိမ်များခြင်းတွေပေးခဲ့တာပါမဖြေကြရဲ့လုံးဖြေစရာစေးလေးနဲ့ပေးခဲ့ရလားထားရင်လည်းထားလို့သွားပါမသွားပါနဲ့လို့မတောင်းဆိုတော့ဝိမရှိဘဝဆိုတာရလက်တစ်ခုကငိုစရာပဲလား